မင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့တီလာရှင်ပွင့်ထားရင်းနဲ့အောက်လန်းပညာကိုသင်ယူရင်လမ်းမရောက်သွားတဲ့မဲရှိဆိုတဲ့တီလာရှင်တရဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ညတညမှာအေးစိတိတ်ဆိတ်နေပြီးတော့လေပြင်းတွေကလည်းတိုက်ခတ်နေပါတယ်တစ်ရွက်တစ်ပင်လောက်ခတ်တန်တွေကအတိုင်းသားကြားနေရပြီးတော့ထိုအချိန်မှာခွေးတွေကလည်းအဆက်မပြတ်ပူနေပါတယ်ဒီတော့အရန်ကိုရှောက်ရှားစရာကောင်းတဲ့ညတညဖြစ်သွားတာပေါ့နောက်တစ်နေ့မှာသတင်းတစ်ခုကပြန့်နှံ့၍လာတယ်။အဲ့ဒါကတော့မဲရှိဆိုတဲ့တီလာရှင်တစ်ပါးရွာကိုပြန်ရောက်လာတဲ့အကြောင်းပဲဖြစ်ပါတယ်။မဲရှိကအချိန်တော်တန်ကြာအောင်လဲပညာသင်ယူပြီးတော့ရွာကိုပြန်ရောက်လာတဲ့အတွက်ရွာသားတွေစိုးရင်ထိတ်လန့်နေကြပါတယ်။သူကစွန့်ပစ်ထားတဲ့ဘုံကြီးကျောင်းအဟောင်းကြီးမှာသတင်းသုံးပြီးတော့သူ့ရဲ့အလုပ်တွေကိုဆက်လုပ်နေပါတယ်။တနေ့မှာရွာသားတွေအမည်မသိယောဂတခုခံစားရပြီးတော့တရိတ်ဆန်တွေလည်းတည်ဆုံးလာကြပါတယ်ဒီဖြစ်ရက်တွေကအကြောင်းရင်းမသိပဲဖြစ်ပွားနေတာမို့ရွာသားတွေကဘာလို့ရမှန်းမသိတိုင်ပင်နေကြပါတယ်အခုတလောရွာမှာထူးဆန်းနေတယ်လူတွေတယောက်ပြီးတယောက်ဖျားနာပြီးတော့မွေးမြူထားတဲ့တရိတ်ဆန်တွေလည်းတည်ဆုံးကုန်တယ်ဒါကဘာကြောင့်လဲခဏခဏဖြစ်နေရဆိုတော့အန္တရာယ်တွေများနေပြီမင်းတို့ကြားမိလားအခုနောက်ပိုင်းဒီရက်တွေမှာမဲရှိဆိုတဲ့တီလာရှင်တယောက်အောက်လန်းပညာသင်ယူပြီးငါတို့ရဲ့စွန့်ပစ်ထားတဲ့ဘုန်းကြီးကျောင်းမှာသတင်းလာသုံးနေတယ်ဒါကတိုက်ဆိုင်မှုလားဒါမှမဟုတ်သူ့လုံးလို့ပဲငါတို့ရွာသားတွေဖျားနာပြီးတော့တရိတ်ဆန်တွေတိတ်ဆုံးကုန်တာသူနဲ့များပတ်သက်နေမလားစဉ်းတော့စဉ်းစားစရာပဲနေကြအောင်မတိပဲနဲ့အဲ့လိုမျိုးတွားပြီးသူများကိုမဆွတ်ဆွဲရဘူးအပြစ်ဖြစ်တတ်တယ်ဒီလိုနဲ့အရန်သိကျင်နေတဲ့အတွက်ရွာသားတွေကလူငယ်တယောက်ကအဲ့ဒီဘုန်းကြီးကျောင်းအပြတ်တဲ့ကိုသူကတိတ်တဆိတ်တွားရှောင်းကြည့်ဖို့အတွက်ဆုံးဖြတ်ခဲ့တယ်အဲ့ဒီနောက်မှာတော့အောင်ကြီးဆိုတဲ့လူငယ်လေးတယောက်ကမဲရှိဘာတွေလုံနေလဲဆိုတာကိုသူကရှောင်းကြည့်ဖို့အတွက်တိတ်လေးထွက်ခွာလာခဲ့ပါတယ်ဘုန်းကြီးကျောင်းပြတ်ကြီးတဲ့ရောက်တဲ့အချိန်မှာရုတ်တရက်သူတစ်ခုခုကိုမြင်ပြီးတော့ထိတ်လန့်တကြီးထွက်ပြေးသွားပါတယ်သူမြင်လာရတဲ့အရာကတော့အရန်ကိုကြောက်စရာကောင်းနေပါတယ်အဲ့ဒါကတော့သူကအမောတကောနဲ့ပြေးလာပြီးပြန်ပြောတယ်အဲ့တော့ကျွန်တော်ဘုန်းကြီးကျောင်းထဲမှာမဲရှိတွေ့ခဲ့တယ်သူတခုခုကိုစားနေတာသူ့ရဲ့လက်ထဲမှာလည်းသွေးတွေအများကြီးပဲပြီးတော့သူ့ရဲ့ပါးစပ်မှာရောသူတရိတ်ဆန်တွေကိုအစိမ့်လိုက်စားနေတာဆိုပြီးပြောလိုက်တယ်ဒီလိုနဲ့အောင်ကြီးပြောတဲ့သတင်းကချက်ချင်းပဲတရွာလုံးကိုပြန့်နှံ့သွားပါတော့တယ်ရွာသားတွေကပိုပြီးစိုးရင်ကြောက်လန့်နေကြပြီးတော့ဘာလို့ရမှန်းမသိဖြစ်နေပါတယ်လူတွေကတရိတ်ဆန်တွေကအကြောင်းရင်းမသိပဲနဲ့တရက်ပြီးတရက်တည်ဆုံးလာကြတယ်ငါတို့ဒီကိစ္စကိုအမြန်ဆုံးကင်တွယ်မှရမယ်အချိန်ဆွဲလို့တော့မရဘူးတဖြည်းဖြည်းလူတွေရောတရိတ်ဆန်တွေကအန္တရာယ်အရန်များလာကြပြီအဲ့တော့ငါတို့ဆရာတော်ဘုရားကိုသွားပင့်ပြီးတော့ဒီတရေကိုငါတို့နှိမ်နှင်းမှရမယ်ဒီတိုင်းသာကြဆက်လွတ်ထားမယ်ဆိုတော့တရွာလုံးကုန်သွားလိမ့်မယ်အဲ့လိုနဲ့ဦးမင်းကရွာသားတွေကိုပြောပြီးတော့ဆရာတော်ဘုရားကိုသွား၍ပင့်ခိုင်းလိုက်ပါတယ်အဲ့ဒီနေ့ညမှာပဲဆရာတော်နဲ့ရွာသူရွာသားတွေကစွန့်ပစ်ထားတဲ့ဘုန်းကြီးကျောင်းတွေကိုသွားပြီးတော့မဲရှိဆိုတဲ့ဒီတီလာရှင်တစ်ပိုင်းဖုတ်တရေတစ်ပိုင်းဖြစ်နေတဲ့တတ္တဝါကိုနှိမ်နှင်းမှုအတွက်သွားကြပါတယ်ဘုန်းကြီးကျောင်းနဲ့ရောက်တာနဲ့မကောင်းတဲ့အငွေတက်တွေကိုဆရာတော်ကခံစားရပါတယ်အရန်ကိုအင်အားကြီးနေတဲ့မဲရှိဆိုတဲ့ဖုတ်တရေကတော်တော်လေးကိုမှထိန်းရခတ်မယ်ဆိုတာဆရာတော်သဘောပေါက်လိုက်ပါတယ်ဦးမင်းကမဲရှိထွက်ခဲ့ပါဦးဒီမှာဆရာတော်လည်းပါတယ်ငါတို့မင်းနဲ့တွေ့ကြတယ်အဲ့လိုမျိုးပြောပြီးတဲ့နောက်လမ်းခေါ်လိုက်ပါတယ်သူကမဲရှိကထွက်လာပါတယ်သူ့ရဲ့ပုံစံကမျက်လုံးတွေအကုန်လုံးမဲနဲ့ပြီးတော့အရေပြားတွေကလည်းအကွဲပြီးတစ်ခုခုကိုစားလောင်နေသလိုတက်ပြက်ရှင်နေသလိုပုံစံမျိုးဖြစ်နေပါတယ်ရွာသားတွေကအနှဲငယ်ထိတ်လန့်သွားပြီးတော့ဒီမှာဆက်မနေဖို့သူ့ကိုပြောပါတယ်ဒါကိုမဲရှိကလက်မခံပါဘူးအဲ့ဒီချိန်ဆရာတော်ဘုရားကတက္ကမအာဟုတို့တွေဆက်မလုပ်ပါနဲ့တော့လွတ်ရကြွရကောင်းရမွေရသွားပါဆိုပြီးပြောပါတယ်အဲ့ဒါကိုမဲရှိကလက်မခံပါဘူးဆရာတော်ကောင်းကောင်းပြောလို့မရရင်အကျဉ်းကြီးတောင်းရလိမ့်မယ်အဲ့လိုနဲ့ဆရာတော်ကတရဏဂုံ၃ပါးရွတ်ဆိုပြီးကာရမဏန်တစ်ခုကိုရွတ်ဆိုလိုက်ပါတယ်ဆရာတော်ရဲ့လက်အုပ်ရှိထားတဲ့တဲကရောင်ကြီးတွေဖြာထွက်လာပြီးတော့မဲရှိဆိုတဲ့ဖုတ်တရေတစ်ပိုင်းတီလာချက်တစ်ပိုင်းကိုမီးများလောင်မြိုက်သွားပါတယ်ထိုအခါအဲ့ဒီတီလာရှင်တရေကအယမ်းကိုမှဝေဒနာကြီးစွာပြင်းထန်စွာခံစားနေရပါတယ်
သူ့ရဲ့တကုံလုံးမီးတွေလောင်ရိုက်နေပြီးတော့အတွင်းဥနေရန်နေအတွင်းကလေးစားတွေထဲမှာလည်းမီးတွေများလောင်နေတယ်လို့ပြင်းထန်တဲ့ဝေဒနာကိုခံစားနေရတဲ့အတွက်သူမကရက်ဖို့ပြောပါတယ်ထို့အခါဆရာတော်ကရက်လိုက်တဲ့အတွက်သူမတောထဲကိုဝင်ပြေးသွားပါတယ်တောထဲဝင်ပြေးသွားတဲ့အခါရွာသားတွေကတခါတည်းပြက်ရှင်းဖို့အတွက်လိုက်ရွေရှာကြပါတယ်ဒီတိုင်းထားရင်ငါတို့ရှိပြန်လာနိုင်တယ်ပြီးတော့လက်စားရှည်နိုင်တယ်ဒါတွေကပြီးဆုံးမှာမဟုတ်ဘူးအဲ့တော့ငါတို့တခါတည်းအမြင့်ဖြတ်ဖို့လိုတယ်ဦးမင်းနဲ့ရွာသားတို့သီလရှင်တည်းရဲ့ထွက်ပြေးသွားတဲ့ရွာအစွန်ကတောအုပ်ထဲကိုလိုက်ရှာနေကြပါတယ်တုတ်တန်တစ်ခုတည်းကိုရောက်တော့လဲဘာမှရှေ့ရတော့မတွေ့သဖြင့်သူတို့ကလက်လျှော့ပြီးတော့ပြန်လာခဲ့ပါတယ်နောက်နေ့မနက်မှာတော့ရွာလေးကပြန်ပြီးတော့အေးချမ်းတည်ငြိမ်သွားပါတယ်ရွာသားတွေကညကဖြစ်တဲ့အကြောင်းကိုပြောပြနေရင်သူတို့ရဲ့တနေ့တာကိုပျော်ရွှင်စွာဖြတ်သန်းမှုအတွက်တက်ကြွနေကြပါတယ်နောက်ရက်အနည်းငယ်ကြာမှာတော့ရွာမှာကိစ္စတစ်ခုထပ်မံဖြစ်ပွားခဲ့ပါတယ်အဲ့ဒါကတော့နှင်းမြလို့ခေါ်တဲ့မင်းကလေးကအနီးထိုင်းနေအပြုတ်မှုတွေစကားပြောဆိုတွေကအစားချောင်းတောင်ဖြစ်ပြီးတော့မူမမှန်တော့ပါဘူးသူကထမင်းဟင်းနေလည်းမစားတော့ပဲညကြီးမိုးရှုပ်တောထဲကိုတယောက်တည်းထထသွားတတ်ပါတယ်ဒီကိစ္စကိုဦးမင်းကဆရာတော်ဘုရားကိုထပ်ပြီးတော့ရှောက်တင်ပါတယ်ဆရာတော်ဘုရားနှင်းမြကထမင်းနေဟင်းနေလည်းမစားတော့ဘူးဗျာပြီးတော့သူကတခုခုကိုငေးပြီးကြည့်နေတယ်လို့မျိုးသူ့ကိုယ်သူတော့မမှန်မိတော့တဲ့အယူပုံနဲ့ဖြစ်နေတယ်ပြီးတော့သူညရီမှာတောထဲကိုရှောက်ရှောက်သွားနေတာကိုလည်းတပည့်တော်မြင်လိုက်ရတယ်ဗျာဒီတော့ဆရာတော်ကဒါဆိုရင်တကားတို့စောင့်ကြည့်သင့်ပြီဆိုပြီးတော့မိန့်ကြားလိုက်ပါတယ်အဲ့တော့ဦးမင်းနဲ့ရွာသားတချို့နှင်းမြကိုစောင့်ကြည့်နေကြပါတယ်နောက်တစ်နေ့မှာရွာနဲ့ဒေါဆက်နားမှာရှိတဲ့ကြောင်တုံးကြီးဘေးမှာလူတစ်ယောက်တားရဲတလိษံတကောင်ကကိုက်ဖြတ်စားတော့ထားသလိုရုပ်ပြက်ဆင်းပြပုံစံနဲ့တည်ဆုံးနေတာကိုတွေ့လိုက်ရပါတယ်ရွာသားတွေအလုံးကုန်ကထိတ်လန့်သွားပြီးတော့သူပြန်လာပြီနဲ့တူတယ်ဒါမယ်ရှိလက်ချက်ပဲဖြစ်ရမယ်သူထွက်မသွားသေးဘူးငါချိန်ပြောရဲတယ်သူကရွာကိုကလပ်စားပြန်ရှင်မှာဆိုပြီးတော့တယောက်တစ်ခွန်းတည်းပြောနေကြပါတယ်အဲဒီနောက်မှာဆရာတော်ဘုရားကထိုမိန်းကလေးကိုခေါ်ယူပြီးတော့ဂါရမန်နဲ့ပရိတ်ကြိုးတွေများတားပြီးတော့တရဲနေဖို့အတွက်ပြုလုပ်နေပါတယ်ဆရာတော်ကတရဏဂုံသုံးပါးနဲ့ဂါရနေကိုရွတ်နေတဲ့အချိန်မှာမိန်းကလေးရဲ့တုံ့ပြန်မှုကဘာမှမဖြစ်ခဲ့ပါဘူးထိုအချိန်မှာဦးမင်းရဲ့ခန္ဓာကိုယ်ထဲကိုသုံးတစ်ခုဝင်ရောက်သွားတယ်လို့ခံစားလိုက်ရပါတယ်သူဟာတုံရင်လာပြီးတော့အကျော်ဆွဲတယ်လို့မျိုးရှည်ဒီလက်တွေကလှုပ်ရှားမရပဲနဲ့ထိန်းချုပ်လို့မရဖြစ်နေပါတော့တယ်ခဏအကြာတော့ကြွားသားတွေကကြောက်လန့်လာပြီးဆရာတော်ဗျာကိုမင်းဘာဖြစ်လာလဲမသိဘူးတစ်ချက်လောက်ကြည့်ပေးပါဦးဗျာလို့ပြောလိုက်ပါတယ်အဲ့ဒီချိန်ကိုမင်းကတဟားဟားရေတံကြီးနဲ့အတူငါအမေရှိပဲနင်တို့ကငါ့ကိုထွက်ပြေးသွားပြီထင်နေတာလားအလကားငတုံးလေငါဘယ်တော့မှနင်တို့နားကနေထွက်မသွားဘူးနင်တို့တရွာလုံးကိုငါဒုက္ခရောက်အောင်လုပ်မယ်ငါလက်စားရှိမယ်တရွာလုံးကိုကုန်တော့အောင်စားတော့ပြစ်မယ်ဆိုပြီးတော့တဟားဟားရေတံကြီးနဲ့အတူကျုံဝါနေပါတယ်ရွာသူရွာသားတွေကဒီယာကြီးကိုမြင်လိုက်ရတဲ့အချိန်မှာအရန်ကိုထိတ်လန့်ပြီးကြောင်အန်းသွားပါတယ်ထိုအခါရွာသားတယောက်ကဟဲ့အောင်လေဒီတရေစုပ်ကိုဖမ်းပြီးရှုပ်ထားလိုက်စမ်းငါတို့ဒီညအပြက်ရှင်းမှဖြစ်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ထိုကအားကောင်းမောင်းတန်တဲ့ရွာသား2ယောက်ဝိုင်းပြီးရှုပ်ထားပါတယ်ဒါပေမဲ့တရေဖြစ်နေတဲ့လူကအရန်ကိုခွန်အားကြီးတဲ့အတွက်ရွာသားတွေလည်းချုပ်လို့မရဘူးအကုန်လုံးလွှဲထွက်ကုန်ပါတယ်ရွာသားတွေကြောက်လန့်တကြားထွက်ပြေးကုန်တာကိုမယ်ရှိဆိုတဲ့တီလာရှင်တရေကအရန်ကိုသဘောကျနေပါတယ်ကဲမင်းတို့ငါ့ကိုနိုင်မှာမဟုတ်ဘူးအဲ့တော့တရွာလုံးဒုက္ခရောက်ဖို့ပြင်ပြီးတော့ဆိုပြီးပြောနေတဲ့အချိန်မှာပဲဆရာတော်ဘုရားကဗုဒ္ဓရုပ်ပွားတော်နဲ့အတူတရဏဂုံ3ပါးကိုရွတ်ဆိုပြီးဂါရမဏန်တရှုပ်ကိုရွတ်ဆိုလိုက်ပါတယ်ထိုအခါဗုဒ္ဓရုပ်ပွားတော်မှာရောင်ကြီးတော်များကွန်မြူးလာပြီးတော့အဲ့ဒီတရေဝင်ပူထားတဲ့ခန္ဓာကိုယ်ဘီဟုံတောက်လောင်သွားပါတယ်သူဟာအရန်ကိုနာကျင်တဲ့ဝေဒနာကိုထပ်ပြီးခံစားလိုက်ရတဲ့အတွက်ဒီတီလာရှင်တရေကနောက်ထပ်ဒီခန္ဓာကိုယ်ထဲမှာဆက်မနေနိုင်တော့ဘဲနဲ့အမဲလုံးအဖြစ်ပြောင်းလဲသွားကအမောင်ထဲကိုဝင်ရောက်ပျောက်ကွယ်သွားပါတော့တယ်တရေဝင်အပူခံလိုက်ရတဲ့ကိုမရဲ့ခန္ဓာကိုယ်ကအားအင်ရှိနေပြီးတော့သတိလဲကျသွားပါတယ်ရွာသားတွေကကိုမင်းကိုသတိပြန်လဲလာအောင်ပြုစုပြီးတော့သူ့ရဲ့အိမ်ကိုပြန်ခေါ်သွားပါတော့တယ်နောက်နေ့မနက်မှာတော့ရွာလေးကအေးချမ်းတာယာတဲ့အငွေတက်လေးနဲ့ပြန်လဲစတင်လာပါတယ်ဟ
ဟုတ်ကဲ့ဒီဇလန်လေးကိုအဆုံးထိကြည့်ရှုပေးတဲ့တယောက်ရှင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်တဲ့ဗီဒီယိုလေးတွေဆက်ပြီးလှုပ်ဆောင်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel လေးကို like လေးတစ်ချက် subscribe လေးတစ်ချက်နှိပ်ပြီးတော့ support ပေးခဲ့ကြပါဦးเนาะအားပေးတဲ့တယောက်ရှင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ